အရန်ပင်ပန်းနဲ့တနေ့တာကိုဖြတ်ကျော်လာရတဲ့လူတွေရှိရင်ဒီဗီဒီယိုလေးကသင်တို့အတွက်ပဲဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်သွားပေးဖို့ပြောချင်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကိုတွင်းနဲ့ထဲကကတင်ကြမယ်ဆိုတဲ့ channel လေးကနေပြီးတော့ပြန်ပြီးကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ရုံးစင်းတဲ့ချိန်ကားပေါ်မှာFM တစ်ခုလွှင့်လာလို့ကြားခဲ့ဘလောက်ကြီးပဲခက်ခဲဘလောက်ပဲပင်ပန်းနဲ့ဒီတနေ့တာတော့အကောင်းဆုံးဖြစ်ကျော်နိုင်ခဲ့ကြပြီမလားတဲ့မင်္ဂလာညချမ်းလေးပါအေးစစ်ပျော်ရွှင်ကောင်းမွန်လေးအနားယူပြီးတော့မနှက်ပြန်အတွက်အပြန်ဖြေးလိုက်ပါတဲ့အဲ့စကားလေးကိုကြားတဲ့ချိန်မှာစိတ်ထဲမှာတွေးလိုက်မိရဲ့ဒီနေ့တနေ့တာပြီးသွားပြန်ပြီဒီနေ့တနေ့တာအတွက်တိုက်ပွဲကပြီးသွားပြန်ပြီပြီးတော့လေပြီးသွားတာပဲငါအနားယူပြီးတော့မနှက်ပြန်အတွက်အပြန်ဖြေးရမယ်လို့တွေးမိရဲ့ဟုတ်တော့လေဟုတ်တယ်နော်တနေ့အမြဲတမ်းတော့မဟုတ်ဘောတစ်ခါတလေဆိုရင်တရက်ကတကယ်တိုက်ပွဲကြီးလိုပဲပင်မနဲ့စိတ်ပိုင်းဆိုင်ရာတွေရောရုပ်ပိုင်းဆိုင်ရာတွေရောမနှက်မိုးလင်းကလေးကပြေးလိုက်လွှားလိုက်လှုပ်ပြီးတော့အာရင်ဒီကုန်ခန်းပြန်လာကိုခန်းလေးတဲ့ကိုပြန်ရောက်ပြီးတော့တညတာအပြန်ဖြစ်နှက်ပြန်အတွက်ပြန်ပြီးတော့တိုက်ပွဲဝင်လူတွေကတနေ့ဒီတိုင်းနဲ့ပဲတိုက်ပွဲဝင်လိုက်အပြန်ဖြေလိုက်အဲ့လိုမျိုးဖြစ်ကြနေရပဲเนาะလူတိုင်းကတော့ကောင်းမွန်နေตายရတယ်နေ့စဉ်နဲ့များအဲ့လိုဖြစ်ကြနေရတဲ့လူတွေကြီးပဲမဟုတ်ဘူးပေါ့เนาะတခါတလေအရန်ပင်ပန်းလာတဲ့ခါမျိုးမှာဆိုရင်တွေးကြည့်လိုက်ပေါ့ငါတယောက်တည်းဒီအခက်ခဲတွေကိုဖြစ်ကြနေရတာမဟုတ်ဘူးလူတွေအားလုံးတနေ့တာတိုက်ပွဲဝင်ရတယ်တညတာအိတ်ဆက်အနားယူပြီးတော့နှက်ပြန်တော့အပြန်ဖြေရတယ်ငါဒီနေ့တနေ့တာအကောင်းဆုံးတိုက်ပွဲဝင်လိုက်မယ်လို့ပဲတွေးပြီးတော့တရက်တာလေးကိုဖြတ်ကျော်ကြပါပြန်လာတဲ့ချိန်အားပြည့်ပြန်ဖြေပြီးတော့နောက်တနေ့တာကိုထပ်ပြီးတော့တိုက်ပွဲဝင်ကြပါကိုဆိုလို့ရှိရင်လေအဲ့လိုပဲပေါ့နော်ဘသူပြောခဲ့ဘူးတာလဲတော့မသိဘူးအုံနောက်ထဲမှာမမထင်လေးရှိနေတာကိုရီရဲ့ရုံးရှိမှာကြောက်တုံးကြီးတုံးရှိရဲ့ကွာဘာပဲဖြစ်ရုံးလုပ်တွေအကုန်လုံးကြောက်တုံးကြီးမှာပဲထားခဲ့ပြန်တဲ့ချိန်တဲမသွားနဲ့မနဲ့ရုံးပြန်လာပြီးကြောက်တုံးကြီးရှုပြန်ရောက်လာပြီဆိုတော့မှမနေ့ကထားခဲ့တဲ့ဥစ္စာတွေကိုခေါင်းထဲပြန်ထဲတဲ့အဲ့လိုပြောခဲ့ဘူးလားလေအုံနောက်ထဲမှာမထင်ရှိရပေါ့နော်တခါလေအဆောင်ပြန်ရောက်တဲ့ချိန်ထိတောင်မှပဲအဲ့လိုစိတ်ပူပန်ပြီးတော့တွေးတောရတဲ့ဥစ္စာအုံနောက်ထဲမှာပါလာတတ်တယ်ကွာအချိန်တိုင်းငါဘာလို့ဒီထိတဲလာလဲရုံးရှိကကြောက်တုံးကြီးမှာထားခဲ့ရမှာလေနေခဲ့လိုက်တော့ဆိုပြီးတော့အဲ့လိုမျိုးပြန်တွေးရကွာဒါမှမဟုတ်လို့ရှိရင်လည်းတခါလေအဲ့ကြောက်တုံးကြီးရှုရောက်တာနဲ့ဒီနေ့တနေ့သားတွေအတွက်တော့ကြောက်တုံးကြီးနားမှာပဲနေခဲ့လိုက်တော့ဘာမှမတည်တော့ဘူးငါပြန်တော့မယ်ဆိုအဲ့လိုမျိုးလေးကိုပြောပြီးတော့ပြန်လာတယ်ကွာဒီနေ့တိုက်ဆိုင်ပဲကားပေါ်မှာအဲ့ FM လွှင့်နေအဲ့ဟာလေးကိုနားထောင်ကြည့်ရောပေါ့နော်တကယ်ပင်မနေတဲ့တနေ့တာမှာသူပြောတဲ့စကားလေးတကယ်ကိုမှန်တာပေါ့နော်ဘလောက်ကြီးပဲခက်ခဲတနေ့တာအတွက်ကိုပေါ့ပြီးသွားခဲ့ပြီအကောင်းဆုံးလုပ်ခဲ့ပြီးမင်္ဂလာညချမ်းလေးတဲ့ကောင်းမွန်အနားယူပြီးတော့အားဖြည့်ပြီးတော့မနှက်ဖြန်အတွက်အားပြည့်အောင်လုပ်လိုက်ပါဆိုပြီးတော့သူအဲ့လိုလေးပြောထားလေအော်ဘလောက်ပဲပင်ပန်းငါတနေ့တာကိုဖြစ်ကြော်ခဲ့ပြီးဒီနေ့တနေ့တာကိုငါပြီးအောင်လုပ်ခဲ့ပြီးပေါ့ငါပြန်ရောက်လို့ရှိရင်အားဖြည့်ပြီးတော့မနှက်ဖြန်အတွက်ကိုမနှက်ဖြန်မှပဲစဉ်းစားတော့မယ်မနှက်ဖြန်မှပဲတိုက်ပွဲပြန်ဝင်တော့မယ်ဆိုပြီးအဲ့လိုမျိုးလေးစဉ်းစားမိရေပေါ့နော်အဲ့ဒီလိုမျိုးသူပြောတဲ့ဥစ္စာလေးကိုကြားတဲ့အချိန်မှာပြုံးမိသွားပေါ့နော်အော်လို့လူတွေအကုန်လုံးကဒီလိုမျိုးပဲဖြစ်နေကြမှာပဲငါတယောက်တည်းမဟုတ်ပါဘူးပေါ့အဲ့ဒါလေးကိုစဉ်းစားမိပြီးတော့ကိုကြားတဲ့စကားလုံးလေးကိုပြန်ပြီးတော့လာမျှဝေတာပေါ့နော်အကုန်လုံးကတနေ့တာအတွက်ကိုအိုင်နေအကုန်သုံးပြီးတော့ဖြတ်ကျော်ရတယ်ပေါ့နော်ကိုတယောက်တည်းမဟုတ်ပါဘူးတနေ့တာကိုအိုင်ရှိသမျှနဲ့တိုက်ခိုက်ပြီးပြန်လာတဲ့ချိန်ကိုရဲ့အောက်ပြန်ဖြည့်နောက်တနေ့တာအတွက်ပြန်ပြီးတော့ကြိုးစားကြပါလို့ပြောချင်ပါတယ်။လောက်ကြီးပဲခက်ခဲပေါ့နော်။ကိုတယောက်တည်းဒီຢာတွေကိုဖြတ်ကျော်နေရတာမဟုတ်ပါဘူး။ပြီးရင်ပြီးသွားမှာပါ။ပြီးသွားတော့မှအဲ့လိုလေးတွေးပြီးတော့ငါဒီနေ့တနေ့တာအတွက်ပဲကွာလုံမယ်ကွာအဲ့လိုလေးစဉ်းစားပြီးတော့ဘလို့ခက်ခဲကိုပဲဖြစ်ဖြတ်ကျော်နိုင်ကြပါစေ။ကိုဒီနေ့ရခဲ့တဲ့စကားလုံးလေးနဲ့အကုန်လုံးကိုအားဖြစ်စေခြင်းလို့ပေါ့နော်အဲ့လိုလေးလာပြီးတော့မျှဝေခြင်းဖြစ်ပါရဲ့ရှင်မင်္ဂလာညချမ်းလေးဖြစ်ပါစေတနေ့တာမောတွေပြပြောက်ပြီးတော့အားတွေပြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့အိမ်မက်လာမပါစေနော်